တငယ်ချင်းအချစ်စမ်းခြင်းလိုပဲဖြစ်ဖြစ်ကိုချစ်သူနဲ့လမ်းခွဲခြင်းလိုပဲဖြစ်ဖြစ်ဆောလို့ရတဲ့ game အသစ်တစ်ခုနဲ့မိတ်ဆက်ပေးမယ်ဒါကတော့ Battle Game ဆိုတဲ့အချင်းပြန်ရုပ်လို့ရတဲ့ multiplayer game မှာဒီထဲမှာကိုကြိုက်တဲ့တရိတ်ဆန်ပုံစံရေးရတဲ့ character လေးတွေယူပြီးတစ်ယောက်နဲ့တစ်ယောက်ထိုးချိတ်ကန်ကြောက်ပစ္စည်းတွေနဲ့ပြစ်ပေါက်ရတာဒီ game ရဲ့ရည်ရွယ်ချက်ကတော့ရိုးရိုးလေးပဲဘသူ့ကိုမှမညာနဲ့ကွင်းထဲမှာတွေ့တဲ့ပစ္စည်းအကုန်ယူရိုက်လို့ရတဲ့ဥပမာဒီမှာကြည့်အလေးတုံးကြီးနဲ့ခေါင်းကိုကောက်ထုလိုက်တာမျိုးပေါ့ပြီးရင်ကွင်းပြင်ရောက်အောင်တွန်းထုတ်ပြရတာအရေးရဆုံးကတော့ skill တွေတုံးပြီးကိုပြောက်လို့ရတာပဲကိုပြောက်ပြီးတငယ်ချင်းနောက်ကနေချောင်းပုတ်မလားဘောလုံးတွေမလားစိတ်ကြိုက်အကျဉ်းရုပ်လို့ရတယ်တတိပေးချက်တစ်ခုကတော့အတွဲတွေလုံးဝတူမစော့ပါနဲ့စိတ်ဆိုးပြီးပြတ်သွားနိုင်ချေ60ရှိပါတယ်တငယ်ချင်းတွေစုပြီးအချင်းပညာပြချင်ရင်တော့အခုပဲ Steam App Store နဲ့ Play Store မှာရှာပြီးတူစော့ကြည့်လိုက်တော့နော်Wishlist Battle Gang on Steam.